သနာတော်နှစ်2564နှစ်ကောဇာတက္ကရာ1382ခုနှစ်ပြာသူလဆန်း13ရက်2021ခုနှစ်ဇန်နဝါရီလ25ရက်တနင်္လာနေ့မော်လမြိုင်မြို့ဥပချစ်တော်သိမ့်မြင့်မိသားစုနဲ့ရန်ကုန်မြို့ဦးငိမ့်တော်မေကြီးတို့အမှုထား၍မွေးနေ့ရှင်ကိုကျော်ဖုံးအောင်မရင်မိုးပြန်ဆံပွဲယူမိသားစုတို့ဤဓမ္မပူဇာအထုဓမ္မသဘင်ခန္ဓာ၌ဟောကြားအပ်သောရှင်သာရိပုတ္တရာဤအနုပဒဓမ္မဝိပဿနာအပိုင်းနှစ်တရားဒေသနာတော်မြတ်စွာဘုရားကရှင်သာရိပုတ္တရာရဲ့ပညာအစွမ်းစာကိုချီးမွမ်းတဲ့အနေနဲ့ဒီသုတ်တံကိုဟောပြီးတော့ဝိပဿနာတရားအထုတ်တဲ့အခါမှာရှင်သာရိပုတ္တရာဘလောက်အသေးစိတ်ထီအောင်တရားတွေကိုရှုခဲ့တယ်ဆိုတာဆက်လက်ပြီးတော့ရှင်းပြတာဖြစ်တယ်။တမန်ပုဂ္ဂိုလ်တွေမလုံနိုင်တဲ့မရှုနိုင်တဲ့တရားတွေကိုယ်တဏ္ဍမှာဖြစ်နေတော့လည်းပဲအလုံးကိုသိဖို့ဆွခက်ခဲတယ်ပေါ့နော်။အတိုင်းအတာတစ်ခုအရာရှင်သာရိပုတ္တရာကျတော့အသေးစိတ်သိပြီးတော့မှဝိပဿနာရှုပြီးတော့မှယဟနာဖြစ်တဲ့ပုဂ္ဂိုလ်ရှင်သာရိပုတ္တရာရှုတဲ့ဝိပဿနာကိုအနုပဒဓမ္မဝိပဿနာလို့ခေါ်တယ်အနုပဒဆိုတာကိုယ်တဏ္ဍမှာဖြစ်တဲ့သဘာဝတရားအစုအလုံးသို့မဟုတ်အစဉ်အတိုင်းသံဃာဘဝင်စားပြီးတော့ကိုယ်တဏ္ဍမှာဖြစ်တဲ့အရာတွေကိုအလုံးသိပြီးတော့ဝိပဿနာရှုနိုင်တယ်အသိဉာဏ်မျိုးအနုပဒဓမ္မဝိပဿနာလို့အဲ့တော့ဒီနေရာမှာသမထနဲ့ဝိပဿနာပေါင်းဆက်သွားပုံသမထကျင့်စဉ်ကိုကျင့်ပြီးမှဝိပဿနာရှုပုံကိုရှုဥစွာသဘောပေါက်နားလည်ဖို့လိုအပ်တယ်ပေါ့အကြမ်းမြင်လေးပြောရမယ်ဆိုရင်ဝိပဿနာတရားအထုတ်တဲ့ပုဂ္ဂိုလ်သည်သမထကိုအရင်အထုတ်ပြီးမှဝိပဿနာကူးတဲ့ပုဂ္ဂိုလ်ရှိတယ်ဝိပဿနာကိုတိုက်ရိုက်အထုတ်တဲ့ပုဂ္ဂိုလ်ရှိတယ်နှမျိုးရှိတယ်လို့မှတ်ထားအဲ့ဒါကိုဝိသုဒ္ဓိမေမှာတော့ပါသုံးလို့ဆိုသမထယာနိကာတဲ့သမထလမ်းကြောင်းကနေရှင်စီးသွားတဲ့ပုဂ္ဂိုလ်သမထလမ်းကြောင်းကနေသွားရင်သမထယာနိကာရှာနာဆိုတာယင်ကိုပြောတာခီးသွားတယ်ဆိုရင်ဘာနဲ့သွားလဲရှင်စီးသွားတယ်ဆိုတဲ့သမထယာနိကသမထကိုအရင်အထုတ်တယ်ပြီးတော့မှဝိပဿနာပဲကိုကူးတယ်အဲ့တော့ဝိပဿနာကူးတယ်ဆိုတဲ့စနစ်ကဖျားပွင့်မှပေါ်တဲ့စနစ်ပဲရှင်းတော့သမထကိုအထုတ်ပြီးရင်သမထမှာပဲလမ်းဆုံးသွားကြတယ်ဝိပဿနာကူးဖို့လမ်းစဉ်နဲ့လှုပ်ထုံးမရှိဘူးမသိလည်းမသိကြဘူးသမာဓိရအောင်လုပ်တဲ့စနစ်သမထကတော့ဘုရားမပွင့်ခင်တည်းရှိနေအဲ့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါမှာသမထအထုတ်ပြီးရှေ့ကိုဆက်เสียပေါ်လာတယ်ဝိပဿနာဆိုပေါ်လာတယ်အဲ့ဒါကိုသမထယာနိကလို့ခေါ်လိုက်တယ်ရှေ့တော့ကတော့သမထဖြစ်ပြီးရင်ဇံပိညေယပြမပြိမှလန့်ဆုံးပြီးရင်တန်တရားရဲပြန်ရောက်လာဒါ
ဒါဖះမပွင့်လို့ရှိရင်အဲ့ဒီဟာပဲအမြင့်ဆုံးကဗြဟ္မပြည်ရောက်ပြီးတော့သမထကျင့်စဉ်ကျင့်ပြစံပိညနေရအစွမ်းတကူတွေနဲ့နောက်ဆုံးဗြဟ္မဖြစ်ဗြဟ္မဘဝကဆုံးသက်တဲ့အခါတန်တရားတွေပြန်ရောက်လာတယ်ရသော်ပြပွင့်လာတော့ဗြဟ္မပြည်ကလမ်းဆုံးပန်းတိုင်မဟုတ်ဘူးအဲ့တော့ကောင်းကင်ဘုံဟာလမ်းဆုံးမဟုတ်ဘူးဆိုတာကိုပြောတဲ့သဘောပဲနော်ကောင်းကင်ဘုံကလမ်းဆုံးမဟုတ်ဘူးသို့တော့ဘဝမှာအကြာကြီးနေရတာတော့မှန်တယ်တမေတမျိုးကြီးမမှတ်မိနိုင်လောက်အောင်ကဘာချီပြီးတော့ကြာတယ်ဘာလို့လဲဆိုရင်အဲ့ဒါအမှန်နဲ့ရောက်တာတော့မဟုတ်ဘူးသမထကျင့်စဉ်တစ်ခုကိုကျင့်ပြီးတော့အဲ့သမထစွမ်းအားလျော်စွာဗြဟ္မဘုံတွေကိုရောက်သွားကြတာတမာရီစွမ်းအားဒီကျင့်လို့ဆိုလိုတာတော့သူရဲ့ယဉ်ထဲမှာဖြစ်တဲ့ကိလေသာညစ်ကြေးတွေကိုတွန်းခွာပြီးတော့ဖယ်ရှားထားလိုက်တဲ့စွန့်ရည်တတ်တွေနဲ့တန့်စင်မွန်မြတ်တဲ့စိတ်ဓာတ်တွေနဲ့ကဘာချီပြီးနေလို့ရတော့မတန့်စင်တဲ့စိတ်တွေကိုတွန်းထုတ်ဖယ်ရှားပလိုက်တာအဲ့တော့အပိသက်တော့တွန်းထုတ်ဖယ်ရှားလို့မရဘူးအတိုင်းအတာတစ်ခုရတွန်းထုတ်ဖယ်ရှားလိုက်တာအဲ့ဒါကိုဝိက္ခမနပဟံလို့ခေါ်တယ်အပြည့်ရှင်းတာမဟုတ်ဘဲနဲ့တွန်းထုတ်ဖယ်ရှားလိုက်တာအဖယ်ရှားလိုက်တော့စိတ်ဆွမ်းအားကြောင့်ကိလေသာအညစ်အကြေးတွေပူပန်မှုတွေကိုယ်ရင်ထဲမှာအတော်နဲ့ပြန်ရောက်မလာလို့စိတ်ပူပန်မှုကင်းတဲ့ဗြဟ္မပြည်ကိုရောက်သွားကြပြီတော့အဲ့ဒီမှာနေပေါင်းများကဘာပေါင်းများစွာကြာရှိပြီးတော့နေထိုင်သွားကြတယ်ဘယ်ရပဲဖြစ်ဖြစ်အချိန်ကုန်လို့ရှိရင်သူကအရှိန်ကုန်တယ်အချိန်ကုန်တယ်ဆိုတာရှိတယ်အရှိန်နဲ့တက်သွားရင်အရှိန်ကကုန်တာပဲအချိန်ကုန်တော့ပြန်ကြလာတယ်ကောင်းကင်ဘုံကပြန်ကြလာခဲ့တယ်အချိန်ကုန်တော့ဆိုတိုင်းတာတစ်ခုရတွန်းထုတ်ဖယ်ရှားလိုက်တာပေါ့အပြတ်ရှင်းတယ်မှာမဟုတ်တာဘာနဲ့ဥမတူတော့ဆိုယောဂကိုပြောက်အောင်ကုနိုင်တာမဟုတ်ဘူးအမြင့်ပြောက်အောင်မကုနိုင်ဘူးသို့တော့ဆေးနဲ့ထိန်းထားတယ်ထိန်းထားသမျှယောဂတော့ပြောက်နေသလိုဖြစ်မှာပဲသို့တော့ထိန်းထားတဲ့စွမ်းအားတွေကုန်သွားပြီဆိုရင်ဒီယောဂပြန်ထားလာအဲ့လိုပဲလူတွေရဲ့ယင်ထဲမှာရှိတဲ့ပူပန်မှုတွေညှဉ်းနှွမ်းမှုတွေကိုဖြစ်ပေါ်စေတဲ့လောဘဒေါသမောဟစတဲ့ခိလေသာတွေဟာပြန်ပြီးတော့အဆိုင်ခဲနဲ့ပြန်ရောက်လာပြန်ပေါ်လာပြန်ဘာလို့ဆိုပြန်ရှင်းတာမဟုတ်သည့်အတွက်ကြောင့်အာယုန်နဲ့တွေ့တဲ့အခါကျတော့ပြန်ပြီးတော့ဒါတွေပေါ်လာတဲ့အခါသူတို့ရဲ့အရှိန်အဝါနဲ့အောက်ပြန်ရောက်လာတယ်ဒီလိုဆိုလို့တယ်ပေါ့နော်အကုသိုလ်တွေအောက်ပြန်ဆွဲချတယ်အဲ့ဒါကြောင့်ကောင်းကင်ဘုံကလမ်းဆုံးမဟုတ်ပြန်အဲ့တော့လမ်းဆုံးပန်းနိုင်သွားဖို့ရကြတော့အပြတ်ရှင်းရမယ်ရှင်းထဲမှာရှိတဲ့ပူလောင်မှုတွေအညစ်အကြေးတွေလောဘဒေါသမောဟတွေကိုပြတ်ရှင်းတဲ့ဟာတမာရီစွမ်းအားနဲ့မရဘူးပညာစွမ်းအားနဲ့မှရတယ်အဲ့ဒီနည်းကိုသိတာလေမြတ်စွာဘုရားပွင့်မှသိတယ်အဲ့တော့တမာရီစွမ်းအားကိုအခြေခံပြီးတော့ပညာစွမ်းအားတစ်ခုရအောင်ကြိုးစားလိုက်တယ်လိုက်ပြီးတော့မှရှင်တွေကပူပန်မှုတွေအညစ်အကြေးကိလေသာတွေကိုအပြတ်ရှင်းလိုက်တဲ့သဘောအမြစ်ပတ်ပြအောင်ကုလိုက်တယ်ဘယ်တော့မှပြတ်မပေါ်တဲ့အနုပါဒဓမ္မတံအနုပါဒဓမ္မပဲအနဘဝံကတဘယ်တော့မှပြတ်မဖြစ်တော့အနုပတိဓမ္မတာနာဥပ္ပတိဓမ္မတာဘယ်တော့မှပြတ်မလာတော့ဖြီးသက်ရှင်းပြလိုက်တဲ့သမုတ်စေတပါဟနာတော့ခေါ်တယ်အဲ့ဒါကဝိပဿနာလမ်းကြောင်းကသွားလို့ဝိပဿနာဉာဏ်ရဲ့စွမ်းအားနဲ့မက္ခဆိုတဲ့စွမ်းရည်တတိရှိတဲ့စွမ်းတတိပေါ်မှာသူကစွမ်းထက်တဲ့စီသူကဘာနဲ့ဥပမာတူတော့ဆိုနားလည်အောင်ပြောရမယ်ဆိုရင်လေးစားလို့ပဲလေးစားနဲ့ပြစ်တယ်လို့ပဲလေးစားနဲ့ရှင်းလိုက်တယ်လို့သူကအစွမ်းထက်တယ်
ကိလေသာတွေကိုအစွမ်းထက်တဲ့မဲ့နဲ့ပယ်လိုက်တာလေစာနဲ့လောင်ကျွမ်းအောင်လုပ်ပလိုက်တယ်လို့ပဲပြန်ပြီးတော့မဖြစ်နိုင်တော့အဲ့ဒီဟာရောက်မှမဲ့ရပြီဆိုတော့မှဉာဏ်ရဲ့စွမ်းအားနဲ့ကိလေသာတွေကုန်သွားပြီနောက်ကြောင်းဘယ်တော့မှပြန်မလာတော့ဘူးအဲ့တော့မြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာသမထကျင့်တဲ့ပုဂ္ဂိုလ်တွေကရှေ့ဘာဆက်လို့ရတော့ဝိပဿနာဘက်ကိုသွားတယ်ကိလေသာတွေပြတ်ရှင်းဖို့သမထကတော့ခဏတွန်းထားတာဖယ်ထားတာခဏဝိခံပနပဟံလို့ခေါ်တယ်ဝိခံပနပဟာနတွန်းဖယ်ထားခြင်းလို့တွန်းဖယ်တဲ့အနေနဲ့ဖယ်ရှားထားခြင်းခဏခဏတွန်းထားတာခဏခဏထိမ့်ချုပ်ထားတာထိမ့်ချုပ်ထားတာတော့ဝိခံပနဆိုစာပေကျမ်းကနေမှာတော့ဘာနဲ့ဥပမာပေးတော့ဆိုလို့ရှိရင်ရှေးကနေမှာအပေါ်ကရှေးမော်ရီဖုံးနေတယ်လို့ရှေးမော်ရီဖုံးနေတဲ့အခါမှာဘာလုပ်ရတော့ဆိုရင်လိုင်းကရက်ထအောင်လှုပ်လိုက်လို့ရှင်လိုင်းကရက်ကနေပြီးတော့အဲရေမော်ရီကိုပေးရှဲတော့ပုတ်ထုတ်လိုက်တယ်လှိုင်းပုတ်လိုက်တော့ရေမော်တွေကပြေးရောက်သွားတယ်အဲ့ဒီအချိန်မှာရေကိုခတ်တယ်ပြီးရေငြိမ်တော့ရင်ပြန်ရောက်လာကြဗျာသူတို့နော်ပြန်ရောက်လာသူပြန်ရောက်လာကြပြီးတော့ခဏခဏရေတွေလှုပ်နေတော့မဲ့သူကလွင့်တော့ပြေးရောက်သွားပြီပြီးပြန်ရောက်လာကြတော့အဲ့ဒါကိုဝိက္ခမနပဟံလို့ခေါ်တယ်တွန်းထုတ်ဖယ်ရှားထားတာခဏအဲ့တော့ဝိပဿနာကျင့်လိုက်လို့ရှိရင်အပြတ်ရှင်းတဲ့အသိဉာဏ်မျိုးကိုရပြီးတော့မဲ့နဲ့ကိလေသာတွေကိုပြတ်ရှင်းလိုက်တယ်အဲ့တော့ကမ္မထာလို့အထုတဲ့ပုဂ္ဂိုလ်သည်နံပါတ်1သမထယာနိကသမထကိုအရင်ကျင့်ပြီးတော့မှဝိပဿနာသွားတယ်ဖရာလက်ထက်ကြတော့အဲ့လိုဒါနံပါတ်1နီးနံပါတ်2ကြတော့သမထကိုလုံးဝမသွားတော့သမထလမ်းကြောင်းကိုမလိုက်တော့ပဲနဲ့ပညာကိုဥတည်ပြီးတော့တတိနဲ့ပညာနဲ့တိုက်ရိုက်သွားတဲ့ဤအဲ့ဒါဝိပဿနာယာနိကလို့ခေါ်တယ်သမထယာနိကဝိပဿနာယာနိကအဲ့ဒါလို့ဝိပဿနာကိုတိုက်ရိုက်သွားတဲ့ဤခြားထဲမှာသမထလုံးမနေတော့ဘူးသီးသန့်လုံးမနေတော့ဘူးဝိပဿနာသွားရင်ကနေပြီးတော့ဉာဏ်ကနေပြီးတော့တဖြည်းဖြည်းစိတ်တွေကိုစုပေးသွားတဲ့အခါစွမ်းအားထက်လာတာပဲနောက်ကျပညာရဲ့အရှိန်အဝါနဲ့တမာတိတွေပြန်ထက်လာတယ်အဲ့ဒါကြတော့ဝိပဿနာကနေပြီးတော့မက်ကိုရောက်သွားတာဝိပဿနာတိုက်ရိုက်ကနေမက်ရောက်သွားတာခုနတုန်းကသမထပြီးမှဝိပဿနာပြီးမှမက်ကိုသွားလိုက်ရ3ဆင့်ပေါ့နော်2ဆင့်ခြားထဲမှာ2ဆင့်ပေါ့သမထကပထမဆင့်ဝိပဿနာဒုတိယဆင့်ပြီးရင်မဲ့ဒါကြတော့ပထမဆင့်ဆိုတဲ့တမာရီနဲ့လုံးမနေတော့ဘူးနဲ့ဝိပဿနာလမ်းကြောင်းကနေဖြတ်တက်လိုက်တယ်အဲ့တော့မဲ့ဘက်ကိုတက်လျှော့ရောက်သွားအဲ့တော့အဲ့ဒီနှစ်ခုမှာအာယုရွေးချယ်မှုမှာကွဲပြားခြားနားမှုရှိတယ်သမထကိုကျင့်ပြီးမှဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်တွေဟာဝိပဿနာကူးလို့ရှိရင်ဝိပဿနာရဲ့အာယုန်ဒီယုံနဲ့နံ2မျိုးပဲရှိတယ်နော်ဝိပဿနာအာယုန်ဒီယုံနဲ့နံ2မျိုးပဲရှိတယ်အဲ့တော့သမထကိုကျင့်ပြီးမှဝိပဿနာကူးလို့ရှိရင်ယုံနဲ့နံဘယ်သူ့ကိုအရင်ရွေးမလဲနံကိုပဲအရင်ရွေးလွယ်ကူမှုအတွက်ဒါဘာလို့လဲဆိုတမာတိဆိုတာစိတ်ထဲမှာတိဆောက်တဲ့အရာဖြစ်တော့တမာတိရှိနေတဲ့အချိန်မှာပထမဆုံးတွေ့နေတာကိုယ့်ရင်ထဲနှလုံးထဲမှာစွမ်းအားနဲ့ဖြစ်နေတာနန္တရားတွေပဲဖြစ်တာရုပ်တရားလည်းရှိတယ်ရှိတော့လဲနန္တရားတွေကစွမ်းအားကောင်းလာတယ်အဲသမထဒီတမာတိလုံနေတဲ့အတွင်းမှာဖြစ်ပေါ်လာတဲ့စိတ်အခြေအနေတွေနန္တရားတွေကိုရွေးချယ်လိုက်ပြီးတော့အဲ့ဒီကနေသွားတယ်အဲ့တော့အချင်းချုပ်ပြောရမယ်ဆိုရင်သမထယာနိကပုဂ္ဂိုလ်သည်
သမထအာယုံကနေဝိပဿနာကိုကူတဲ့အခါမှာရှုံးတဲ့နံနှမျိုးတွင်နံကစပြီးတော့ရှုတယ်ပြီးတော့ရုပ်လည်းပါသွားတယ်ပေါ့နံနဲ့ဆက်တယ်ပြီးရုပ်လည်းရှုတယ်သူတို့ဆိုလို့တယ်နော်ဒါဖြင့်သမထကနေဘာဖြစ်လို့တိုက်ရိုက်သမထအာယုံကိုတိုက်ရိုက်ရှုပြီးတော့ဝိပဿနာကိုတက်လို့မရတယ်လဲဆိုသမထအာယုံကပြည့်ညက်တယ်ဘယ်မဲ့ထွက်လေဝင်လေဆိုတာထွက်လေဝင်လေပြည့်ညက်ပဲမေတ္တာပို့တယ်ဆိုတာလည်းပြည့်ညက်ကိုပို့ရတာကတိုင်းနေဆိုတာလည်းပြည့်ညက်တယ်ပဲအဲ့ဒီပေါ်မှာသမာဓိစွမ်းအားကိုခြေစိုက်တယ်ဆိုတာသူပရမတ်လို့တိမ်မွေ့တဲ့ပေါ်မှာသူကချိန်စိုက်ပြီးသမာဓိရအောင်လုပ်ဖို့မလွယ်ဘူးဘာလို့ပရမတ်ထကတိမ်မွေ့တာနော်ပရမတ်ထစိုက်ထိဖို့ဆိုတာအသိဉာဏ်နဲ့မှစိုက်ထိနိုင်တာသမာဓိနဲ့စိုက်ထိလို့မရဘူးဒါကြောင့်မို့သမာဓိပေါ်မှာသမာဓိရဲ့အာယုံပေါ်မှာချိန်စိုက်လို့မရဘူးသမာဓိရဲ့အာယုံကပြည့်ညတ်နဲ့တော့တာဆိုတာအဲ့တော့သမာဓိရဲ့အာယုန်တွေကိုဆက်ပြီးမရှုဘဲနဲ့အဲ့ဒီသမထကျင့်စဉ်အတွင်းမှာဖြစ်ပေါ်နေတဲ့နန္တရားတွေကိုပဲဝိပဿနာရဲ့အာယုန်ဖြစ်ပြောင်းလိုက်တဲ့အခါဝိပဿနာကုပြီးသားဖြစ်သွားတယ်ဒီလိုဆိုလို့နော်သမာဓိအခြေစိုက်တဲ့အာယုန်မဟုတ်ဘဲနဲ့သမာဓိကိုပြန်ရှုလိုက်တယ်လို့ပြောတာပေါ့သမာဓိဥဆောင်တဲ့နန္တရားတွေကိုပြန်ရှုလိုက်တယ်အဲ့ကျရင်ဝိပဿနာလမ်းကြောင်းကိုတက်သွားတယ်ဒါကဝိပဿနာယန္တိကပုဂ္ဂိုလ်ကြတော့စစချင်းကိုကယုတ်တရားတွေကစပြီးတော့ရှုရတယ်သူကြတော့ရှုံးတဲ့နှမျိုးတွင်ဥစားပေးပြီးတော့ယုတ်ကိုရွေးရနာမ်ကိုမရွေးနဲ့လို့ပြောတာမဟုတ်ဘူးသူဝိပဿနာရှုတဲ့ကပိုးမြင်တာတဲ့ထင်ရှားတာကယုတ်ကပိုးထင်ရှားထိလို့လည်းရတယ်လေထိလို့လည်းရတယ်ကြည်လို့လည်းရတယ်ယုတ်ကထိလို့ရတယ်ဆိုတာကိုထိုင်းနေရင်တောင်မှပဲအောက်ကကိုထိုင်းနေတဲ့နေရာနဲ့ကိုယ်ခန္ဓာကိုထိနေတယ်ဆိုတာသတိထားလိုက်ရင်သိသွားတာနော်အဲ့တော့ဓာတ်ကြီးလေးပါးကိုရှာဖို့အပ္ပဓမ္မလွယ်သွားတယ်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်ကယုတ်ကနေစရှုပါပြီးရင်တော့နံပါတ်ကိုကူးမယ်ရှုံးတဲ့နှမျိုးစလုံးရှုတယ်ရှုရတော့နှစ်ခုစလုံးပဲရှုရမှာဒါအစအုပ်ပြောတာနော်အဲ့တော့အချင်းချုပ်ပြန်ပြောပြမယ်သမထယာနိကပုဂ္ဂိုလ်သည်သမထကျင့်စဉ်ပြီးတဲ့အခါဝိပဿနာကူးရင်နာငါစာရှုပြီးတော့မှယုတ်ကိုရှုဝိပဿနာယာနိကပုဂ္ဂိုလ်သည်ယုတ်ကနေစာရှုပြီးတော့မှနံရှုရှုံးတဲ့နှစ်ခုလုံးရှုပြီးတော့စွမ်းအားပြည့်လာတဲ့အခါမှာမက်ဆွပေါ်တယ်နော်အဲ့လိုဆိုလို့တယ်နော်ရှုံးတဲ့နှစ်ခုလုံးရှုဟုတ်ပြီရှင်သာရိပုတ္တရာကဘယ်နည်းနဲ့သွားတာလဲဆိုတာကိုမြတ်စွာဘုရားရှင်သာရိပုတ္တရာရဲ့ကျင့်စဉ်ကသမထယာနိကနဲ့သွားတာသံသမာဓိတွေကိုအရင်ရအောင်ကြိုးစားပြီးတော့မှဝိပဿနာပဲကူတာအဲ့တော့အနုပရဝိပဿနာနဲ့ပတ်သက်ပြီးပါဠိတော်မှာဆိုတာလေးကိုအရင်နားထောင်ကြည့်အောင်မြတ်စွာဘုရားကမနေ့ကပြောတဲ့ဏိကုံးထဲမှာပါတယ်သာရိပုတ္တောဘိက္ခဝေအဋ္ဌမတံအနုပရဓမ္မဝိပဿနာဝိပဿတိယဟန်တို့သာရိပုတ္တရာဟာလထဝက်15ရက်ကြာအောင်အနုပရဓမ္မဝိပဿနာကိုရှုခဲ့တယ်ဝိပဿနာလမ်းကြောင်းကိုဝိပဿနာကျင့်စဉ်ကျင့်တာကိုဝိပဿနာကိုရှုတာ15ရက်ကြာတယ်လို့ပြောတယ်နော်အဲ့တော့သမဘတ်ရပြီးမှရှုတာကွာသမဘတ်ဘယ်လောက်ကျင့်လဲဆိုတာတော့မပါဘူးဝိပဿနာရှုရဲဆိုသမဘတ်ကဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေဆိုတော့တမာရီကဆွမ်းအားပြည့်သွားတော့သံသမဘတ်ရပြီးသားဖြစ်သွားတယ်ပေါ့နော်အဲကြောင့်မို့အဲ့ဒီသံသမဘတ်ဝင်စားရင်ကနေပြီးတော့မှဝိပဿနာရှုတယ်အဲ့လိုမြတ်စွာဘုရားကမရှိပြီးတော့ဆက်ပြောတယ်
ဆက်ပြီးတော့ဟောတယ်တတ္တရိတံဘိက္ခဝေသာရိပုတ္တောအနုပဒဝိပဿနာယဟောတိသာရိပုတ္တရာရှုမှတ်ပွားများတဲ့အနုပဒဝိပဿနာတရားဟာအခုလိုဖြစ်တယ်အခုလိုရှုခဲ့တယ်ဆိုပြီးတော့ပြောအခုလိုဖြစ်ခဲ့တယ်သာရိပုတ္တရာရဲ့အနုပဒဓမ္မဝိပဿနာမှာအခုဆိုတဲ့အတိုင်းသူရှုတယ်ဆိုပြီးဆံရဘုံကိုယင်ပြောလိုက်တယ်ဣဒဘိက္ခဝေသာရိပုတ္တောဝိဝိစေဝကာဝိဝိစေဝကာမေဟိဝိဝိသအကုတရိဟိတမေဟိသဝိတကံသဝိစရံဝိဝေကသံပိတိဒုက္ခံပထမဇာနံဥပတ္တမစ္ဆဝိဟရတိသာရိပုတ္တရာဟာအနုပဒဓမ္မဝိပဿနာမရှုခင်ပထမဇန်ဝင်စားတယ်တဲ့အပြည့်တော့ပထမဇန်ကိုရရှိတယ်ပထမဇန်ရောက်သွားတယ်ပထမဇန်ရရှိပြီးတော့ပထမဇန်နဲ့နေတယ်အဲ့တော့ပထမဇန်ဆိုတာဘယ်လိုဟာလဲပထမဇန်ရောက်အောင်ဘယ်လိုလုပ်ရတာလဲအကြမ်းမြင်လေးတော့သိထားဖို့တော့လိုတာပေါ့အာနာပါနအနေသွားလို့ရှိရင်လည်းပထမဇန်ရနိုင်တယ်အာနာပါနကသွားပုံလေးကိုအနည်းငယ်ပြောပြမယ်ဆိုရင်စံတရားကိုရခြင်းလို့ဥတည်ခြင်းနဲ့အထုတ်ပြီးဆိုရင်ကိုယ့်ရဲ့ထက်လေဝင်လေပုံမှန်အနေထားလေးရှုသွင်းရင်ကနေပြီးတော့လေးလေးတိုးထိသွားတဲ့နေရာလေးကိုအာယုစိုက်တယ်အာယုစိုက်တဲ့အခါမှာထိသွားတဲ့လေးလေးကိုထိတဲ့အခိုက်ကလေးမှာလေးလေးရဲ့ဝင်မှုလေးလေးရဲ့ထွက်မှုကိုသတိထားပြီးတော့အဲ့ဒီပေါ်မှာပဲအာယုတစ်ခုတည်းပေါ်မှာစိတ်ကိုအခြေခံအောင်လေ့ကျင့်တယ်နော်လေးလေးတိုးထိသွားတဲ့နေရာထိတဲ့အချိန်လေးအဲ့ဒီထိတဲ့အချိန်လေးတွေဟာတော့ခဏလေးတယ်ပဲအဲ့ဒီခဏလေးပေါင်းများစွာပြောမယ်ဆိုရင်စက္ကန့်တွေအများကြီးရှုသွင်းလိုက်လို့ထိသွားတာဥပမာပြောပြမယ်ရှုသွင်းလို့ထိတဲ့ဟာတစ်စက္ကန့်ရှိုက်ထုတ်လိုက်လို့ထွက်သွားတာတစ်စက္ကန့်အဲ့ဒီစက္ကန့်လေးတွေကိုဒီထွက်လေဝင်လေမှတပါတခြားကိုအာယုမရောက်အောင်ထိမ့်သိမ့်ပြီးတော့ထိတဲ့နေရာကိုစင်စမပြတ်သိနေအောင်ကြိုးစားအားထုတ်အဲ့မှာဘာတွေနဲ့အားထုတ်တာတော့ဆိုရင်လုံလဝိရိယတတိသမာဓိအဲ့နဲ့အားထုတ်မရရအောင်ကြိုးစားတယ်မရရအောင်ထိလေးထွက်လေဝင်လေကိုမှတ်တယ်ထွက်လေဝင်လေလေးပေါ်စိတ်ငြိမ်အောင်ကြိုးစားတယ်အဲ့ဒါလို့အခြေခံပြီးလှုပ်လိုက်တဲ့အခါမှာသူကပထမတော့လေလေးဝင်တာထွက်တာကိုစင်စမပြတ်မှတ်နိုင်သွားပြီဆိုတဲ့အခါမှာဘာဖြစ်လာတော့ဆိုအဲ့ဝင်သွားတဲ့လေလေးကပုံပြောင်းလာတယ်ကိုရင်ထဲနှလုံးထဲမှာကြာထိုင်လိုက်တဲ့အခါပုံစံပြောင်းလာတယ်ဝင်လေထွက်လေဝင်လေထွက်လေပြီးမှတ်ရင်ကနေပြီးတော့ပုံစံကဘယ်လိုပြောင်းလာတော့ဆိုကိုရှုသွင်းလိုက်တဲ့လေဟာပုံစံဖော်ဆောင်လာတယ်မိဂိုတန်းလေးလိုဖြစ်လာတယ်အလင်းရောင်တန်းလေးလိုဖြစ်လာတယ်ပထမတော့လေပဲထိတဲ့နေရာကိုလှုပ်တော့စိတ်ကိုငြိမ်သွားအောင်လှုပ်လိုက်တဲ့အခါကျတော့နမိတ်ဆိုတာပေါ်လာတယ်အဲ့ဒီနမိတ်ဟာလေတံမှာမဟုတ်တော့ဘဲနဲ့လေထိတဲ့အချိန်မှာအလင်းရောင်တန်းလေးလိုမိဂိုတန်းလေးလိုပလဲလုံးလေးတွေလိုနာသီးပြားမှာလာထိနေတာ sensation တစ်မျိုးနဲ့ကိုယ့်ရဲ့အာယုန်ထဲမှာပေါ်လာတယ်အဲ့ဒါကိုနမိတ်လို့ခေါ်တယ်အဲ့ဒီနမိတ်ပေါ်လာပြီဆိုရင်ဒီနမိတ်ကိုပြောင်းမသွားစေနဲ့ဆက်လေးချက်ဒါမှမဟုတ်ကမ္မထာသမထထိုင်တဲ့ပုဂ္ဂိုလ်တွေကအချိန်အများကြီးယူပြီးတော့ထိုင်ရတော့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကြမလွယ်ဘူးအသက်ငယ်ကြာထိုင်နေတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့အောမြင်နိုင်တယ်ပေါ့
အဲ့တော့အာယုန်နမိတ်ကလေးပေါ်လာရင်အဲ့ဒီအာယုန်နမိတ်ကလေးကိုပဲဆက်ပြီးတော့ရှုနေတဲ့ကအဲ့ဒီအာယုန်နမိတ်လေးဟာပို့ပြီးတော့တောက်ပြောင်ပြီးတော့လာတယ်အဲ့ဒီအာယုန်နမိတ်လေးပေါ်မှာပဲစိတ်ဟာတည်ငြိမ်သွားတယ်တခြားကိုမရောက်တော့ဘူးစိတ်ကိုအကြာကြီးအဲ့ဒီအာယုန်နမိတ်လေးနဲ့တွဲကပ်ပြီးတော့ထားတယ်လို့ဖြစ်သွားတယ်ခွာလို့မရတော့အောင်ကိုအဲ့ပေါ်မှာတည်ငြိမ်သွားတယ်အဲ့ဒီအာယုန်နမိတ်လေးပေါ်မှာသူကလေးရောက်တန်းလေးဆိုရင်လေးရောက်တန်းလေးမိကိုတန်းလေးဆိုမိကိုတန်းလေးပေါ့နော်ပလဲလုံးလေးတွေဆိုရင်ပလဲလုံးလေးတွေလို့ကိုယ်နှာခေါင်းကထွက်နေတဲ့ပုံစံမျိုးမြင်နေရပြီးတဲ့အခါမှာအဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကိုမပြတ်ရအောင်လုပ်ပေးနေတာကဝိတက်ကလုပ်ပေးနေစိတ်ကူးတယ်လို့ခေါ်တယ်စိတ်ကအာယုန်မောကူးသွားတာစိတ်ကိုအာယုန်မောတင်ပေးတာကိုဝိတက်ယမလို့စိတ်ကူးတယ်စိတ်ကပဲကူးတော့အာယုန်မောမှာကူးတာအာယုန်မောရောက်သွားတာဒါပြနောက်ဝိสารဆိုတာကြံစီတယ်ဆိုတာဒီနေရာလေးမှာပဲဒီအာယုန်မောမှာပဲစိတ်လေးရေဝဲပြီးတော့နေတယ်ကြံစီမှုနောက်အဲ့ဒီအာယုန်လေးပေါ်မှာစိတ်ကကျဉ်တ်နေတာပီတိနေလို့ထိုင်လို့အမတမကောင်းပြီးတော့ညောင်းညာပင်ပန်းမှုတွေပျောက်သွားတာဒုက္ခအဲ့ဒီအာယုန်လေးမှတပါတခြားအာယုန်ပေါ်မှာစိတ်မရောက်တော့တာကဧကကတလို့သဘာဝတရား၅ခုဖြစ်သွားတယ်အဲ့ဒီသဘာဝ၅ခုဒီဟန်ချက်ညီဒီအာယုန်လေးနဲ့တွဲပြီးအလုံးလုံးနေခဏထွက်လေဝင်လေအာယုန်လေးနဲ့တွဲပြီးတော့သူတို့ဟာအလုံးလုံးနေကြတယ်အဲ့ဒီအခြေအနေမျိုးရလာလို့ရှိရင်ဒါပထမဇန်ရတယ်လို့ခေါ်တာဒါခဏလေးနဲ့အမတမပျောက်လွယ်တယ်ရပြီဆိုပြီးဝမ်းသာပြီးကျေနပ်ပြီးဒီတခြားစိတ်တွေဝင်လာရင်ပျောက်သွားနောက်ထပ်ပြန်လုံးလို့မရပြန်ဘူးတော့နဲ့ဒါလေးကိုဟုတ်လာပြီးထင်သွားလို့ရှိရင်သွားပြန်ရောခိလေသာတွေဝင်လာပြန်မရောက်တော့ဘူးသူစီတော့နဲ့အဲကြောင့်မို့လို့အလုံးကိုတတိထားရတယ်လို့ဆိုတယ်စာပေကျမ်းကမှာတော့ဘယ်လောက်ထိအောင်ဆိုထားတော့ဆိုစကြဝဠာလောင်းကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးဟာသူ့ရဲ့သားဟာစကြဝဠာမင်းဖြစ်မယ်ဆိုလို့ရှိရင်သူဘယ်လောက်ခယူးဆိုင်ရမယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အဲ့ဒါလိုပဲဒီအာယုန်နမိတ်လေးကိုတိတ်ကိုခယူးဆိုင်နေရမှာအဲ့တော့အာယုန်နမိတ်ကိုခယူးဆိုင်ပြီးတော့အချိန်ချင်းပြန်ပြီးတော့ဒီဟာကိုလှုပ်နေရမှာလှုပ်နေမှအားရှိလာတော့တခါတော့ရရုံနဲ့မရဘူးတခါတော့ရပြီးရင်သူပြုတ်ကျသွားရနောက်တစ်ခါပြန်ကြိုးစားပထမချိန်မှာဆိုတခါလည်းပဲဖြစ်တယ်နောက်ချိန်นี้မှာထပ်ကြိုးစားတဲ့အခါမှာအချိန်လေးကပထမချိန်မှာ10စက္ကန့်ပဲရလိုက်တယ်ဆိုရင်နောက်ချိန်ကျရင်2စက္ကန့်3စက္ကန့်4စက္ကန့်စက္ကန့်60 10မိနစ်2မိနစ်စသဖြင့်တိုးတက်ပြီးတော့များလာအဲ့လိုအချိန်ချင်းထပ်ဝင်စားလိုက်တဲ့အခါဒီသဘာဝတရားလေးတွေ၅ခုကနေပြီးတော့ရှုမှတ်နေတဲ့အာယုန်လေးတစ်ခုပေါ်မှာကျဉ်းနှံ့လောက်တဲ့အနေအထားရရပ်တည်သွားနိုင်ပြီဆိုရင်ဒါကိုအပ္ပနာလို့ခေါ်တာအပ္ပနာဆိုတာစိတ်ကိုအာယုန်နဲ့ထည့်ထားလိုက်တယ်လို့ခိုင်သွားပြီအဲ့စိတ်တွေကဒီအာယုန်ထဲမှာရောက်သွားလို့ရှိရင်သူကတခုတည်းကိုထည့်လိုက်တယ်လို့ပဲ socket တို့ဟာမျိုးပေါ့နော်သူကနေသူအန်ချက်တက်လိုက်တယ်လို့ပဲပြန်ခွာဖို့မလွယ်ဘူးကတ်သွားပြီသူကနဲ့သူအဲ့ဒီလိုဖြစ်သွားတာကိုအချိန်ချင်းကြိုးစားရမယ်ကျွမ်းကျင်အောင်လုပ်ရမယ်ဒီလိုဆိုလို့လေပေါ့အဲ့တော့ဟုတ်ပြီဒါဇန်ရတဲ့ပုံစံလေးကိုပြောပြတာနော်ဇန်ဆိုလို့ရှိရင်ပြန်တယ်လို့ထင်ပြီးတော့ထပြန်နေဦးမယ်တခြားပြန်တာပြောတာမဟုတ်ဇန်ရဲ့အတိတ်ပဲကဘာလို့ဆိုသာနာဆိုတာခုနအာယုန်လေးပေါ်မှာရှုကတ်အာယုန်နဲ့ဒီစင်စက်မပြတ်ရှုမှတ်နေတဲ့ဟာကိုဇန်လို့ခေါ်တယ်နော်
အာယုန်နဲ့တွဲကပ်ပြီးတော့ရှုနေတဲ့သဘောတရားဥစ္စာတနည်းအားဖြင့်ဆိုရင်အဲ့လိုစဉ်စမပြတ်ရှုမှတ်နေတဲ့အချိန်မှာလိုချင်တဲ့လောဘတွေမုန်းတီးတဲ့ဒေါသတွေစိတ်ပူတာတွေစိတ်ညစ်တာတွေဘာတစ်ခုမှမလာဘူးသူနိဝရဏဆိုတဲ့တရားတွေကိုဖယ်ထားတာသူနိဝရဏဆိုတဲ့တရားတွေကိုလောင်ပြစ်လိုက်တာရှုပ်ပြလိုက်တာပြီးရှုပ်လိုက်တယ်လို့နိဝရဏဆိုတဲ့တရားတွေကိုရှုပ်မြိုက်ဖျက်ဆီးပြစ်လိုက်တယ်အဲ့ဒါတွေကမလာတော့ဘူးနော်အဲ့ဒါကြောင့်ဇာနာဆိုတာရှုပ်ပြစ်ခြင်းနဲ့ခုနအနိကရှုမြင်ခြင်းပေါ့နော်တွက်ကပ်ပြီးတော့ရှုမြင်နေခြင်းဆိုတာအဲ့ဒီလိုရှုနိုင်တဲ့တမာတိစွမ်းအားတစ်ခုကိုခေါ်တာပဲတမာတိဆိုရင်တမာတိရဲ့ခြံရံနေရပါလေတုံးဆိုဝိတက်ဆိုတဲ့ဝိတက်ကဆိုတဲ့စိတ်ကူးတာပါတယ်ဝိစာရဆိုတဲ့ကြံစည်တာပါတယ်ပိဋိဆိုတဲ့နှိမ့်ချိုက်တာပါတယ်ဒုက္ခဆိုတဲ့ဝန္တာကျေနပ်မှုလေးပါတယ်ဧကဂတဆိုတဲ့စိတ်တည်ငြိမ်မှုတမာတိလေးပါတယ်အဲ့ဒီတမာတိကိုပံ့ပိုးပြီးတော့ကြံတဲ့ဟာတွေကဒီအာယုံလေးလွတ်မသွားအောင်ဝိုင်းပြီးတော့ထိန်းကြတာပေါ့နော်ဝိတက်ကထိန်းတယ်ဝိစာရထိန်းတယ်တော့မကြိုက်ဘူးဆိုရင်လည်းအာယုန်နဲ့စိတ်ကကွာသွားမှလေစိတ်ကမကြိုက်ဘူးဆိုရင်လည်းအလိုလျောက်သူကကွာသွားတတ်တယ်ဒါမှမဟုတ်သူကကြိုက်နေတယ်ပိဋိဒုက္ခအဆင်ပြေနေတယ် comfortable ဖြစ်နေတယ်ဧကဂရတည်ငြိမ်နေအဲ့တော့အားလုံးဟာတမာရီကိုအပြုတ်ပြီးတော့ဒီတဘာဝတရား၅ခုဟာထင်ထင်ရှားရှားအလုံးလုံးနေပြီဆိုရင်ဒါပထမဇန်လို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားအဲ့ဒါပြောတာအဲ့တော့အဲ့ဒီပထမဇန်ရတဲ့ဆိုတဲ့အခါမှာဘာတွေကင်းရှင်းနေတုံးလို့ပေးထားရှိတော့ရှေ့ကနေပြီးတော့ဣဒဘိက္ခွေတာရိပုတ္တောဝိဝိစေဝကာမေဟိဝိဝိစအာဂုတလေဟိဓမ္မေဟိအဲ့ဒီချိန်မှာတာရိပုတ္တရာဟာတဲ့ကာမေသန္တာဆိုတဲ့လိုချင်တောင်းတမှုတွေကင်းနေတယ်ကြံတဲ့အကုသိုလ်တွေလည်းကင်းနေတယ်အဲ့ဒီမှာအထက်ကရာဖွင့်ပြတာလေးကိုကတော့ဒီနှမျိုးသုံးမျိုးဖွင့်ပြတယ်ပေါ့နော်ကာမကိုကာမဆိုတာဝဋ္ထုကာမနဲ့ကိလေသာကာမလို့နှစ်ခုခွဲရတယ်ဝဋ္ထုကာမဆိုတာလိုချင်စရာအာယုန်တွေကိုဝဋ္ထုကာမလို့ခေါ်တယ်မျက်စိနာနာလျှာကာယတို့နဲ့မြင်ရတဲ့အစင်းတန်နာရတာအထီးတွေ့တယ်အဲ့ဒီလိုချင်စရာအာယုန်တွေကိုဝဋ္ထုကာမလို့ခေါ်တယ်ဝဋ္ထုဆိုတာအရာဝဋ္ထုအဲ့ဒါတွေကိုလိုချင်တဲ့တဏှာကိုလည်းကာမလို့ခေါ်တယ်အဲ့ဒါကြတော့ကိလေသာကာမအဲ့တော့အဲ့ဒီကာမနှမျိုးလုံးကကင်းတယ်လို့ပြောတာအဓိကကတော့ကိလေသာကာမကင်းတာပို့အဓိကကြတယ်ပေါ့နော်ကဲအဲ့တော့ကာမေဟိဆိုတာနိဝရဏတရား၅ပါးထဲမှာပထမဆုံးတရားကိုကာမိသန္တာလို့ခေါ်တယ်ကာမပေါ်မှာလိုချင်တဲ့သန္တာ sensual pleasure desire for sensual pleasure လိုချင်စရာတွေကိုလိုချင်နေတဲ့ဟာကာမအဲ့ဒီကာမကိုလုံးဝဖယ်ထုတ်ထားတယ်လုံးဝကောင်းတဲ့မှာပေါ်မလာတော့ဘူးရှင်ထဲမှာပေါ်မလာတော့ဘူးဝိဝိသအာဂုတလေဟိတမေဟိတဲ့ကျန်တဲ့အကုသိုလ်တွေဆိုတာဘာတွေတော့ဆိုဥဒိစ္စကုက္ကုစ္စတမာရိမယအောင်စိတ်လွင့်နေတဲ့ဥဒိစ္စစိတ်ပူလောင်နေတဲ့ကုက္ကုစ္စအတ္တတေယောမရှိလာတဲ့ဌိနနဲ့မိဋ္ဌနောက်ပြီးတော့တန်တရားဖြစ်နေတဲ့ဝိသိကိစ္စအဲ့တော့နိဝရဏတွေပြောမယ်ဆိုလို့ရှိရင်တော့နိဝရဏတရား၅ပါးအစုလိုက်ပြောရင်၅ပါးနံပါတ်1ကကာမိသန္တာလိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့တဏှာ
နံပါတ်2ကဥဒိစ္စနဲ့ကုက္ကုစနှစ်ခုတွဲဥဒိစ္စဆိုတာစိတ်လေလွင့်နေတာကုက္ကုစဆိုတာစိတ်ပူတာနံပါတ်3ကဌိနမိတ်တကုသိုလ်ဘက်ပေါ်မှာစိတ်တွေအားပြော့လာတာရော့ကျလာတာတော့ပြင်းလာတယ်နောက်ဆုတ်လာတယ်အဲ့ဒီသဘောလေးကိုပြောဌိနမိတ်တနောက်တစ်ခါဗျာပါဒဆိုတာကာမိဆန္ဒပြီးတော့ဗျာပါဒစိတ်လိုမကြတဲ့အခါဒေါသပြီးရင်ဥဒိစ္စကုက္ကုစပြန်လွင်နာရဲ့စိတ်ပူပန်နာရဲ့နောက်စတုထကဌိနနဲ့ပိဋ္ဌစိတ်အားရောကြတာရဲ့နောက်၅ခုမြောက်ကဝိသိကိစ္စတရားအနေနဲ့ပြောမယ်ဆိုရင်နှစ်ခုတွဲကနှစ်ခုပါတယ်နော်ဥဒိစ္စကုက္ကုစကနှစ်ခုတွဲဌိနမိတ်တာကနှစ်ခုတွဲတဏ္ဍတွေကတစ်ခုစီသို့သောနိဝရဏတရား၅ပါးလို့ပဲခေါ်လိုက်တာကာမိဆန္ဒနိဝရဏဗျာပါဒနိဝရဏဥဒိစ္စကုက္ကုစနိဝရဏဌိနမိတ်တနိဝရဏဝိသိကိစ္စနိဝရဏလို့အဲ့ဒီထဲမှာဇံရတယ်ဆိုတာဇံကဘာကိုရှင်းပြထားတော့ဆိုလို့ရှိရင်ခုနဇံအာယုံဝိတဝိသရာပိတိဒုက္ခတို့ကအခုပြောတဲ့နိဝရဏတရားတွေကိုရှင်းပြလိုက်တယ်နိဝရဏတရားတွေကိုဖျက်ဆီးပြလိုက်တယ်ကိုယ်ရင်ထဲမှာဘယ်ဟာမှမပေါ်ရအဲ့ဒါတွေအကုန်လုံးစဉ်းစားကြည့်လေလူဟာလိုချင်စိတ်ဖြစ်နေရင်လောဘလိုချင်တာမရလို့ရှိရင်မုန်းတိစိတ်ဖြစ်နေတယ်ဒေါသစိတ်ကဆုစီးလို့မရအောင်လွှဲနေတယ်ဥဒိစ္စဟိုတွေးဒီတွေးစိတ်ပူနေတယ်ကုက္ကုစအာယုံပေါ်မှာအတ္တတွေရောမဖြစ်ဘူးစိတ်ကတွန်းဆုပ်ဖြစ်နေတယ်ဌိနမိတ်တတန်တရားဖြစ်လို့ရှေ့မတိုးနိုင်ဘူးဝိသိကိစ္စအဲ့ဒီသဘာဝတွေကိုဝိတဝိသရာပိတိဒုက္ခဧကဂရတို့ကရှင်းပြလိုက်တာဒါကြောင့်မို့ဝိတဝိသရာပိတိဒုက္ခဧကဂရတို့ကိုဇံအင်္ဂါလို့ခေါ်တယ်သာနာဖက်တာသူတို့၅ခုပေါင်းပြီးတော့စွမ်းအားပြည့်လို့သူတို့၅ခုကိုပေါင်းပြီးခေါ်လိုက်တဲ့အခါဇံလို့ခေါ်တာတစ်ခုစီကြတော့ဇံအင်္ဂါလို့ပြောတာလူလို့ပြောလိုက်တာခေါင်းတို့ခြေတို့လက်တို့အကုန်လုံးပေါင်းခေါ်တာပဲလေတစ်ပင်လို့ပြောတာလဲအမြင့်ရဲ့ပင်စည်းရဲ့အကိုင်းခက်တွေဒါတွေပေါင်းခေါ်တာပဲလေအစုကိုခေါ်တဲ့နာမည်ဇံလို့ခေါ်တာကဒီ၅ခုကိုပေါင်းပြီးခေါ်လိုက်တာတစ်ခုစီပြောမယ်ဆိုလို့ရှိရင်ဝိတဝိသရာပိတိဒုက္ခဧကဂရအဓိကကတော့ဇံရပြီဆိုလို့ရှိရင်ခုနနိဝရဏတွေကိုဖယ်ရှားရှင်းလင်းခြင်းပဲဖြစ်တယ်နော်အဲ့ဒါတွေကလူတွေရဲ့စိတ်ကိုလောဘကလည်းလူတွေစိတ်ကိုလှုပ်ရှားတုန်လှုပ်စေတယ်ဒေါသပြာပါဒကလည်းတုန်လှုပ်စေတယ်ဥဒိစ္စဆိုတာလည်းစူးစီးလို့မရအောင်ဖြစ်တယ်ကုက္ကုစစိတ်ပူတယ်ဌိနမိတ်တစိတ်အားတွေပြောကြတယ်ဝိသိကိစ္စတန်တရားဆိုအဲ့ဒါတွေကလူရိပ်စိတ်ထဲမှာမတည်ငြိမ်မှုတွေကိုဖြစ်စေတယ်အဲ့ဒါတွေကိုခုဒီ၅ခုကလုံးဝရှင်းပြလိုက်တယ်နော်အဲ့ဒီရှင်းပြလိုက်တယ်သူတို့ ਨੇ ဝေးသွားပြီဆိုတာကိုပြောခြင်းတော့ဝိဝိစေဝကာမေဟိဝိသအကုသလေဟိဓမ္မေဟိကာမေဟိလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့ကိလေသာကာမမှာကာမတို့မှာဝိဝိစေဝကင်းကွာလွတ်လပ်၍သာလဲလုံးဝခွဲပလိုက်ပြီမရှိတော့စိတ်ထဲမှာရှင်းထုတ်လိုက်တယ်ဝိသအကုသလေဓမ္မေဟိအကုသလေဟိဆိုးကျိုးကိုဖြစ်ပေါ်စေရတဲ့ဉာဏ်နဲ့နိဝရဏတရားတွေအကုသိုလ်တွေမှာဝိစေဝကင်းစိတ်မှသာလဲဆိုလိုတာကဇံရတာဒါတွေမဖယ်ဘဲနဲ့ဇံဘယ်တော့မှမရသူတို့ဖဲကိုဖယ်အောင်သူတို့မရှိမှဇံဆိုတာဖြစ်တယ်သူတို့ရှိနေမဖြစ်ဘူးလို့ဆိုလို့တရားထုတ်ရင်ငိုင်းနေဌိနမိတ်တာဖြစ်နေဘယ်လိုလုပ်ရမရစိတ်ပူနေရင်လည်းပဲရလိုချင်စိတ်တွေများနေရင်လည်း
တရားထိုင်ရင်လိုချင်စိတ်တွေခုနအလင်းရောင်လေးတွေ့လိုက်တယ်အဲ့ဒီအလင်းရောင်လေးကလိုချင်လိုက်တာဆိုပဲမရတော့သွားပြီပျောက်သွားလို့စိတ်ထဲမှာမခံကြီးမခံတာဖြစ်နေပြပါရဒေါသတွေဖြစ်မရအဲ့ဒါတွေမရှိမှရတယ်ဥပမာဘာနဲ့တူလို့ဆိုဒီနိဝရဏနဲ့ဇန်တရားတွေဟာဘာနဲ့ဥပမာတူလို့ဆိုအမောင်ရှိနေတယ်မြအလင်းဆိုမလားအမောင်နဲ့အလင်းဟာတူတူမရှိဘူးလို့ဆိုတယ်အလင်းရောက်ရင်လည်းအမောင်မရှိဘူးအမောင်ရှိရင်လည်းအလင်းဆိုတာမရှိဘူးဒါကြောင့်မို့ဥပမာပေးထားတာပထမဇန်ရတာဆိုတာတဲ့နိဝရဏဆိုတဲ့ဒီဘက်ကံကိုနိဝရဏ၅ပါးဆိုတဲ့ဒီဘက်ကံစိတ်အခြေအနေတွေကိုစွန့်လွတ်နိုင်မှဟိုဘက်ကံဆိုတာရောက်တယ်ဟိုဘက်ကံနဲ့ဒီဘက်ကံဆိုတော့ဒီဘက်ကံကမစွန့်မဲနဲ့ဟိုဘက်ကံရောက်သွားတယ်လို့ရှိမှမရှိတာဒီဘက်ကံကစွန့်ခွာမှဟိုဘက်ကံကိုရောက်တယ်အဲ့ဒါလိုပဲနိဝရဏတွေကိုစွန့်ခွာနိုင်မှဝိတဝိသရာပိဋိဒုက္ခဧကဂရဆိုတဲ့ဆံအခြေအနေကိုရောက်တယ်လို့ပြောတာနော်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဝိဝိစေဝကာမေဟိဝိဝိသအကုတလေဟိတံမေဟိကာမနဲ့တဏှာရာဂနဲ့ကိလေသာတွေအကုသိုလ်တွေအားလုံးလွတ်သွားမှသာလျှင်ပထမဇာနာပထမဇန်ဆိုတာရတယ်ပထမဇန်ဆိုတာဘာတွေကိုခေါ်တာတော့ဝိတဝိသရာပိဋိဒုက္ခဧကဂရ၅ခုပေါင်းစပ်ထားတဲ့စွန့်ရည်ပြီးတဲ့စိတ်အခြေအနေတစ်ခုကိုခေါ်တယ်ပေါင်းစပ်ပြီးလှုပ်လှုပ်နေတဲ့စိတ်အခြေအနေတစ်ခုကိုခေါ်တယ်သူတို့ပြောတာနော်အဲ့တော့ရှင်သာရိပုတ္တရာကအဲ့ဒီစိတ်အခြေအနေကိုရှုစွာရတယ်အဲ့ဒါကိုမြတ်စွာဘုရားဟောတာယဟန်တို့ဒီသာသနာမှာသာရိပုတ္တရာဟာကိလေသာကာမကလည်းလွတ်ကင်းသွားတယ်အကုသိုလ်တရားတွေကလည်းလွတ်ကင်းသွားပြီးတော့စိတ်ကူးခြင်းကြံစီတွေးတောခြင်းတာဝိတကံတာဝိစာရစိတ်ကူးခြင်းလည်းရှိတယ်ကြံစီတွေးတောမှုလည်းရှိတယ်ဝိဝေကဇံအစိုးပိတ်အကုသိုလ်တွေကင်းခေါ်သွားခြင်းကြောင့်ရလာတဲ့ပိဋိဒုက္ခနှစ်သိမ့်မှုချမ်းသာမှုရှိတယ်နော်အဲ့ဒီရှိတဲ့ပထမဇာနာပထမဇန်ကိုဥပတ္တမေဇာပြည့်စုံစေဝေရတိနေ၏ရှင်သာရိပုတ္တရာအဲ့ဒီအဆင့်ကိုရောက်သွားတယ်သူကရှင်းပြတယ်သူကအသိဉာဏ်လိုပဲသုံးသပ်နေတာကြံစည်နေတာသုံးသပ်နေတာဖြစ်တော့ကြောင့်တန်တရားဖြစ်မှုတုံဆိုင်ဖြစ်နေတာကိုသူကရှင်းပြတယ်ပီတိကပြပါရဆိုတဲ့နိဝရဏကိုရှင်းပြတယ်ပီတိကနှစ်ချိုက်တာပြပါရကမနှစ်မြို့တာနှစ်မြို့တာရှိရင်မနှစ်မြို့တာပျောက်သွားပြီပေါ့အဲ့ဒါကြောင့်ပီတိဖြစ်လိုက်တာနဲ့ပြပါရဆိုတဲ့နိဝရဏပျောက်သွားတယ်နောက်တစ်ခါဒုက္ခကိုရောစိတ်ရော comfortable ဖြစ်နေတယ်ဆိုတာစိတ်ကိုစုစည်းလို့မရလို့ဖြစ်နေတဲ့စုစည်းလို့မရအောင်ဖြစ်စေတဲ့ဥဒိစ္စလွင့်ပြန်နေတဲ့စိတ်အခြေအနေကုက္ကုဆဆို remorse worry ဆိုတာပူပန်စိတ်တွေအဲ့ဒါတွေကိုဒီဒုက္ခဆိုတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုဒီသဘောဝတရားအဲ့ဒီနှစ်ခုကိုရှင်းပြလိုက်တယ်။ဘာလို့ဥဒိစ္စကုက္ကုဆဖြစ်နေလို့ရှိရင်စိတ်မှမချမ်းသာဘူး။သူတို့ဖယ်လိုက်တဲ့အခါကျတော့စိတ်ချမ်းသာသွား။နောက်တစ်ခါဧကဂတဆိုတဲ့တမာတိတရားကြတော့ကာမေသန္တာဆိုတဲ့လူချင်းတတ်မဲ့မှုကိုရှင်းပြတယ်အဲ့တော့ဒီနိဝရဏတရား၅ပါးကိုဆိုင်အင်္ဂါတွေကအသီးသီးတာဝန်ယူပြီးတော့ရှင်းပြလိုက်ကြတော့နိဝရဏတရားတွေယင်ထဲမှာရှင်းသွားပြီရှင်းသွားသည့်အတွက်ကြောင့်နိဝရဏကင်းစင်မှရတဲ့ဆံကိုရှင်သာရိပုတ္တရာဟာပထမဇန်ကိုရပြီးနေပါတယ်လို့အဲ့ဒါကိုပါဠိမှာယဟန်တို့သာရိပုတ္တရာဟာကိလေသာကာမကကင်းကွာလွတ်လပ်ပြီးအကုသိုလ်တရားတွေကကင်းရှင်းပြီးလုံးဝကင်းရှင်းပြီးစိတ်ကူးခြင်း
ကြံစီသုံးသပ်ခြင်းအတူရှိတဲ့ကင်းကွာလွတ်လပ်မှုကြောင့်ဖြစ်တဲ့နှစ်သက်ခြင်းချမ်းသာခြင်းရှိတဲ့ပထမဇန်ကိုရောက်ရှိပြီးတော့နေတယ်လို့ဒါသူရတဲ့ဇန်ရဲ့အခြေအနေကိုသူတို့ပြောတာဒါသမထပဲရှိသေးတယ်အနုပဒဝိပဿနာမသွားသေးဘူးဒီမှာဒီထီအောင်ဟာဒါဇန်ရနေတယ်ဆိုတာဟုတ်ပြီအဲ့လိုမှဘယ်လိုလုပ်ပြီးတော့ဝိပဿနာရှုတယ်လဲဆိုဆက်ပြီးတော့ရသော်ရဟောတယ်အဲ့လိုနေပြီးတဲ့အခါမှာတဲ့ဒီဇန်ဝင်စားနေတုန်းကဝိပဿနာရှုလို့မရဘူးဇန်ကထားရမယ်သူကစိတ်ဟာနှစ်ခုပြူးဘယ်တော့မှမဖြစ်ဘူးဥပမာပေးတဲ့အခါမှာစိတ်ဆိုတာနှစ်ခုပြူးဘယ်တော့မှဖြစ်ဘူးတစ်ခုပြီးမှတစ်ခုသာဖြစ်တယ်နန္တရားတွေကအဲ့လိုမဖြစ်နိုင်ဘူးဥပမာပါနဲ့ပေးတော့ဆိုရင်ကိုယ့်ရဲ့လက်ညှိုးလေးတစ်ချောင်းလဲရပဲလက်ညှိုးလေးကလက်ညှိုးလေးထိတ်ကိုပြန်ကင်ရင်လို့မရဘူးလို့ပြောတာလက်ညှိုးလေးတစ်ချောင်းကလက်ညှိုးလေးအဲ့ဒီဟိုဘက်ဒီဘက်တော့မပြောနဲ့ပေါ့တစ်ချောင်းနဲ့ပဲပြောလဲရပဲလက်ညှိုးလေးသည်လဲရပဲလက်ညှိုးထိတ်လေးကိုပြန်ကင်လို့မရဘူးသူကနဲ့သူတော့စိတ်ဆိုတာအာယုံနှစ်ခုလုံးလို့မရဘူးအဲ့တော့ပထမဇန်ရပြီဟုတ်ပြီခြားတဲ့ကဘာလို့ဆိုပထမဇန်ကထတယ်ဆိုတာဆုတ်ခွာလိုက်တာရက်ဆိုင်လိုက်တာရက်ဆိုင်လိုက်တာရက်ဆိုင်ပြီးတဲ့အခါကျတော့မှဝိပဿနာရှုဖို့ကိုပြောရေစပထမေဇာနေဓမ္မာအဲ့ပထမဇန်ထဲမှာပါဝင်လာတဲ့သဘာဝတရားတွေကဝိတက္ကာတဲ့ဝိစာရတဲ့ပီတိတဲ့ဒုက္ခစိတ်တက်ကေကကတာစိတ်တတဧကကတာဧကကတာပေါ့တမာရီအလုံး၅ခုဝိတက္ကဝိစာရပီတိဒုက္ခဧကကတာဇံဝင်စားနေတဲ့အချိန်မှာအဲ့ဒီဟာတွေဖြစ်ခဲ့တာဇံထားလိုက်တဲ့အခါကျတော့ဘာနဲ့ဥမာတူတော့ဆိုအိမ်မက်မက်နေတယ်နိုးလိုက်တဲ့အခါအဲ့ဒီအိမ်မက်တရားတွေပြန်တွေးတာအိမ်မက်မက်နေတော့ပြန်တွေးတယ်လို့ရှိမှဖြစ်ပဲအိမ်မက်မက်နေတယ်မက်နေတဲ့ဟာတွေကအာယုန်နဲ့တစ်မျိုးတွေသူကသူမက်နေတယ်အဲနိုးလိုက်တာနဲ့တပြိုင်တည်းဟာအဲ့ဒီအိမ်မက်ကိုပြန်ဆင်စားတာအဲ့ဒါလိုပဲစံတရားကနေနိုးထပြီးတော့အဲ့ဒီမှာဖြစ်တဲ့စိတ်အခြေအနေတွေကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်တာဒါဝိပဿနာရှုတယ်လို့ခေါ်တယ်နော်နန္တရားကိုနန္တရားကရှုတဲ့အခါမှာတပြိုင်နဲ့ရှုလို့မရဘူးသူကရုပ်ကတော့ရှုလို့ရတယ်ရုပ်ကိုတော့ရှုလို့ရတယ်ရုပ်ကရှိနေတာဟုတ်နာနဲ့ယုံနဲ့နာကတော့တစ်ခုပဲအာယုန်တစ်ခုပဲယူလို့ရတယ်သူကဟုတ်ပြီကဲအဲ့တော့မြတ်စွာဘုရားကဝိပဿနာရှုပုံကိုပြောတော့မယ်ရေစပထမေဇာနေဓမ္မာဝိတကောဝိစာရောဝိတကောစဝိစာရောစပိတိစဒုက္ခံစစိတ်တိကကတာစာငါမှဒါတွေဖြစ်ခဲ့တယ်ဆိုတာကိုသူပြန်ပြီးတော့ကြည့်တယ်အဲ့တရားတွေပထမဇန်ထဲမှာပါတဲ့ဟာတွေသူပြန်သတိရတယ်အိမ်မက်တုံးကတွေးတာတွေပြန်သတိရတယ်လို့ပဲပြန်တွေးတယ်ပြီးတော့အဲ့ဒါတွေမကဘူးဖတ်တော့တဲ့အာယုန်နဲ့ထွာရနဲ့ဒီဆက်သွယ်မှုတွေသိတယ်။ဘာမှအိမ်မက်ထဲမှာမျက်စိတွေမှာမြင်တယ်မြင်မှန်းသိတယ်တော့ဖတ်တာဆိုတာဖြစ်တယ်ထိတွေ့မှုတွေဖြစ်တယ်။နောက်ဝေဒနာစိတ်ခံစားမှုတွေဖြစ်တယ်ပြောရင်ပြောတယ်မပြောရင်မပြောဘူးပေါ့အိမ်မက်ထဲဟာဖတ်တာဆိုတာလည်းတွေ့တယ်ဝေဒနာဆိုတာလည်းတွေ့တယ်သင်ညာမှတ်မိတယ်တင်ညာဆိုတဲ့သဘောကိုလည်းသိတယ်နောက်တစ်ခါစေတနာဆိုတာတွန်းအားလေးတွေဖြစ်တယ်တွန်းအားဆိုတာဖြစ်နေတာပဲလေစိတ်ထဲမှာစေတနာဖြစ်တယ်စိတ်တံကြံစီတွေးတောမှုတွေဖြစ်တယ်ဆန္ဒလိုရင်းဆန္ဒတွေဖြစ်တယ်အဋ္ဌိမောက္ခအာယုန်နဲ့စိတ်နဲ့ဒီ
ဆုံးဖြတ်ချက်ကျသွားတဲ့သဘာဝတရားလည်းဖြစ်တယ်ဝိရိယကျိုးပန်းအထောက်မှုဆိုတဲ့ဝိရိယလည်းဖြစ်တယ်တတိအာယုံကိုမှတ်ရနေတဲ့တတိလည်းဖြစ်တယ်ဥပိ္ပခာအလုံးဟာတဏှီတဲ့စွမ်းဆောင်မှုကိုပေးနေတယ်ဆိုတဲ့ဥပိ္ပခာတတ္တရမေသတုပိ္ပခာလို့ခေါ်တဲ့သဘာဝတရားလည်းဖြစ်တယ်မနတိကာရအာယုံဘက်ကိုစိတ်ဥလှည့်ပေးတယ်မနတိကာရဆိုတဲ့တရားလည်းဖြစ်တယ်သံဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့တရားပေါင်း16မျိုးနော်သံအင်္ဂါက5ခုသံအင်္ဂါက5ခုသံအင်္ဂါ5ခုတည်းမှာဖတ်တာဝေဒနာတင်ညာပို့ကြည့်တဲ့ဟာကဖတ်တာဝေဒနာတင်ညာစေရနာစိတ်ဓာတ်သန္တာအတိမောက္ခဝိရိယတတိဥပိ္ပခာမနတိကာရအလုံးပေါင်းလိုက်တော့16ခုအဲ့ဒီ16မျိုးဟာအိမ်မထဲကအိယာကနိုးတဲ့ခါမှာအိမ်မတုံးကတွေ့ခဲ့တာတွေပြန်မှတ်မိတယ်လို့ပဲပြန်ပြီးတော့စဉ်းစားလို့ရတယ်လို့ပဲရှင်သာရိပုတ္တရာပထမဇန်ဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့သဘာဝတရားတွေကိုအကုန်လုံးဓာတ်တွေကိုသိပြီးတော့အဲ့ဒီမှာဝိပဿနာရှုတယ်အဲ့ဒီသဘာဝတရားတွေကိုအသေးစိတ်နောက်တော့တစ်ခါထပ်ပြောနော်အဲ့တော့ဝိပဿနာရှုတယ်ဆိုတာဇာငါထားတဲ့အခါမှာဒီနာငါစရှုတယ်ဆိုတာအဲ့ဒါပြောတာနံတရားတွေကြီးပဲခွာနော်သံဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့နံတရားတွေ16မျိုးကိုဝိပဿနာရှုတယ်ဝိပဿနာရှုတဲ့အခါမှာအဲ့ဒီ16မျိုးကိုတဘာဝတရားတွေကိုတစ်ခုစီတစ်ခုစီသူဘယ်လိုသိတော့ဆိုတယတဓမ္မဝိရိတာဥပ္ပစ္ဆန္တိဖြစ်လာတာကိုလည်းသူထင်ထင်ရှားရှားကြီးသိလိုက်တယ်ဒီတရားတွေကိုယ့်ရင်ထဲမှာဖြစ်တာကိုလည်းထင်ထင်ရှားရှားကြီးသိဝိရိတာဥပဋ္ဌာန္တိအလုံးတရားရဲ့တဘာဝတွေကထင်ထင်ရှားရှားကြီးသူဉာဏ်ထဲမှာပေါ်နေတယ်ဝိရိတာအပ္ပတံခိသန္တိပျောက်ကွယ်သွားတာလည်းသိလိုက်တယ်ထင်ထင်ရှားရှားကြီးဒီတရားတွေဖြစ်လာတာလည်းသိတယ်တည်ရှိနေတာလည်းသိတယ်ပျောက်သွားတာလည်းသိလိုက်တယ်အဲ့ဒါဝိပဿနာလမ်းကြောင်းပေါ်ကိုစတက်လာတယ်လို့ခေါ်တယ်တရားတွေကိုဒါဝိပဿနာရဲ့အာယုန်တွေပဲဝိပဿနာရဲ့အာယုန်တွေကိုခုလိုသိတယ်ဖြစ်တာကိုလည်းသိလိုက်တယ်ယတ္တိနေတာကိုလည်းသိလိုက်တယ်ပျောက်ကွယ်သွားတာကိုလည်းသိလိုက်တယ်ဒီတရား16မျိုးသံဝင်စားနေတဲ့အချိန်မှာဖြစ်တဲ့စိတ်အခြေ16မျိုးကိုအဲ့လိုရှင်းရှင်းကြီးသိလိုက်တယ်အဲ့ဒါဝိပဿနာရဲ့အခြေခံပဲရှိသေးတယ်နော်ဝိပဿနာအာယုန်ကိုသူသိပြီသိတဲ့အခါကျတော့သောဧဝံပါဇာနာတိခေါင်းထဲမှာပါဆုံးဖြတ်လိုက်တုံးဆိုရင်သာရိပုတ္တရာဟာအဲ့ဒီလိုသိပြီးတဲ့အခါမှာသူ့ခေါင်းထဲမှာဘယ်လိုအသိဝင်လာတော့ဆိုဧဝံကိရမေဓမ္မာအဟုတ်တော်တမ္မောတိဟုတ်တော်ပฏิဝန္တိအော်ဒီတရားတွေကငကိုယ်တော့ရှိနေတာမဟုတ်ဘဲနဲ့အကြောင်းတိုက်ဆိုင်လို့ဖြစ်လာကြတာပါလားဖြစ်လာပြီးတော့လေဒီလိုပဲပျောက်သွားကြတာပါလားဆိုတော့သဘောပေါက်ပါတယ်အဲ့ဒါဝိပဿနာပဲအဟုတ်တော်တမ္မောတိစာငကောရှိနေတာမဟုတ်ဘူးငကောရှိပြီးသားတွေကထဖြစ်တာမဟုတ်ဘူးငကောမရှိဘူးဥပမာစီတီးလိုက်တယ်ဆိုရင်စီတန်ကငကိုတုံးကစီထဲမှာရှိနေလားစဉ်းစားကြည့်ဒီမှထွက်လာအဲ့ဒါလိုပဲဒီတရားတွေဟာယင်ထဲမှာရှိနေတာတွေမဟုတ်ဘူးသို့တော့ကြောင်းတိုက်ဆိုင်တဲ့အခါမှာဖြစ်လာတယ်အဲ့ဒါကိုပြောတာအဟုတ်တော်တမ္မောတိတဏှာမှာရှိနေတာမဟုတ်ဘဲနဲ့ဖြစ်လာတယ် gas မီးကြီးလေးကိုချစ်လိုက်တဲ့ကမီးတောင်လေးဒီမီးတောင်လေးကမတောက်ခင်ကရှိနေတာလားမရှိဘူးအကြောင်းကြောင့်ဖြစ်လာတာလေးပဲဖြစ်တယ်မီးတောက်ကလေးကမီးချစ်ဖူးထဲမှာရှိနေရင်ပူမှာပေါ့လောင်မှာပေါ့
ပူရာလောင်တာမရှိဘူးလေအိတ်ထောင်နဲ့ထည့်သွားပြီးစိတ်လေးတောက်တဲ့လူတွေဒါလေးနဲ့တောက်နေတာပဲမိချစ်ဖူးလေးနဲ့အဲ့ဒါလိုပဲဧဝံကိရမေဓမ္မာအာဟုတဝသမောတိဒီတရားတွေဟာဘယ်နေရာမှစုဝေးပြီးတော့တည်ရှိနေတာမဟုတ်ဘဲနဲ့အကြောင်းတိုက်ဆိုင်လို့ဖြစ်လာကြတယ်ဟုတ်တော်ပฏิဝိန္တိဖြစ်လာပြီးတဲ့နောက်မှလည်းပျောက်ကွယ်သွားကြတာပါလားလို့အဲ့လိုမြင်တာအိဋ္ဌအဲ့တော့အနုပရဝိပဿနာဆိုတာအခုဒီတရားတွေကိုအကုန်လုံးသိတာအိမ်မက်ကကြာကြာနာနာမက်ပြီဆိုရင်အကုန်လုံးမှတ်ပြီတယ်နော်ကြာနာနာသူလေတမဘဇံဝင်စားပြီးတော့အိဇံကလည်းထလိုက်ရောဒီတရားတွေကရှင်းရှင်းလင်းလင်းကြီးမြင်ပြီးတော့အဲ့ဒီတရားတွေကိုဝိပဿနာပြန်ပြီးတော့ရှုလိုက်တာအဲ့ဒီဝိပဿနာဟာပြောမယ်ဆိုရင်ပြောကြတယ်ဟုတ်လားဝိပဿနာရှုရင်ပစ္စုပန်တဲ့တယ်ရှုရမယ်ဆိုဖြစ်ပြီးသားတရားပြန်ရှုတာအတိတ်လို့ပြောကြမှာပေါ့ဝိပဿနာဒီဟာကိုလည်းပစ္စုပန်လို့ခေါ်တယ်ဖြစ်ပြီးလို့အိယာနိုးပြီးတော့အိမ်မက်ထဲမှာတွေးလာတဲ့အရာကိုအိယာနိုးချင်းပြန်စဉ်းစားတာဒါလည်းပစ္စုပန်လို့ပဲခေါ်တယ်ဘာခေါ်တော့တဏ္ဍတိပစ္စုပန်လို့ခေါ်တယ်ခဏပစ္စုပန်ကမရနိုင်နော်ဝိပဿနာရှုတယ်ဆိုတော့နန္တရားချင်းတဏ္ဍတိပစ္စုပန်ဖြစ်စဉ်တစ်ခုကမပြီးသေးဘူးဒါလည်းပစ္စုပန်အိမ်မက်တဲ့အိယာနိုးတယ်ပြန်စဉ်းစားတယ်ဒါဖြစ်စဉ်တစ်ခုပဲအဲ့ဒါကိုလည်းပစ္စုပန်လို့ပဲခေါ်တယ်ခဏပစ္စုပန်မျိုးကအခုဖြစ်အခုသိတာမျိုးကြတော့ပြိုင်တူလုံးလို့မရအောင်နန္တရားသိတဲ့စိတ်နဲ့အသိခံတဲ့စိတ်ကပြိုင်တူမဖြစ်ဘူးဒါမို့ရှေ့စိတ်ချုပ်သွားမှနောက်စိတ်ကသိလို့ရတယ်စိတ်ဆိုတာတစ်ခုဖြစ်ပြီးမှတစ်ခုဖြစ်တာဆိုတော့ဒါကိုလည်းပစ္စုပန်လို့ခေါ်တာတဏ္ဍတိပစ္စုပန်ခဏပစ္စုပန်ဒီလိုရှိတယ်ကွာအဲ့ဒါလို့အနိစ္စလက္ခဏာနဲ့ခုနတရား16မျိုးကိုရှင်သာရိပုတ္တရာအသေးစိတ်သိတယ်ကျန်တဲ့ယဟန်တော်တွေဆိုရင်ဒီလိုသေးစိတ်သိတာမဟုတ်ဘူးတဲ့ဒါကိုပြောတာအနုပဒဝိပဿနာဆိုတာဒီဟာလေးအသေးစိတ်ဒီထဲမှာပါတာတွေကိုအကုန်လုံးရှုတယ်သူကတစ်ခုချင်းရှုတာတခုချင်းရှုတာတွေကိုနောက်ရက်ကျမှတစ်ခါထပ်ပြောနော်သူကဒီတရားကနည်းနည်းလေးနဲ့ခက်တော့သဘောလေးပေါက်သွားရင်ကိုမဆိုးပါဘူးသဘောလေးပေါက်ဖို့ရအတွက်ဒီတိုင်းပြောသွားရင်လည်းဘာမှပေါက်မှာမဟုတ်ဘူးသဘောလေးပေါက်ဖို့ရအတွက်ကဒီတရားတွေရဲ့လှုပ်ဆောင်မှုတွေကိုတည်တည်ချာချာသိအောင်လို့နောက်ကျပြန်ပြောရှင်းပြအဲ့ဒါအကြမ်းမြင်ကမြတ်စွာဘုရားဒီလိုရှင်သာရိပုတ္တရာခုလိုသဘောပေါက်သွားတယ်တဲ့ဒီတရားတွေကမရှိတဲ့နေရာနေပြီးတော့ဖြစ်လာကြတယ်ရှိပြီးတော့လည်းပဲပျောက်သွားတာပါလားလို့သူသိလာတယ်တဲ့သိလာပြီးတော့ဘလို့အကျိုးကျေးဇူးတွေပေါ်လာတော့ဆိုသောတေတုဓမ္မေတုသာရိပုတ္တရာဟာအဲ့ဒီပြောခဲ့တဲ့တရား16မျိုးအဲ့ဒီ16မျိုးပေါ်မှာတဲ့အနုပါယောရာဂနဲ့ချင်းကပ်မှုလည်းမရှိဘူးတဲ့ကောင်းလိုက်တာငါဟာလို့လည်းငါတရားငါရဲ့နဲ့မှဖြစ်တာဆိုတဲ့လူဆိုလို့ရှိရင်ငါပိတိငါဒုက္ခဒီလိုဖြစ်နေမှာပေါ့နော်အဲ့မှာငါဟာဆိုတဲ့တဏှာနဲ့လည်းမချင်းကပ်ဘူးတဲ့အနပါယောမကျေနပ်မှုနဲ့လည်းဆုတ်ခွာသွားတာမရှိဘူးတဲ့ဒီတရားတွေပေါ်မှာတဘာဝတရားကိုတဘာဝတရားလို့ပဲမြင်တယ်ငါဟာလို့မြင်တာကြတော့ခုနတဏှာရဲ့အမြင်ဖြစ်သွားပြီတဏှာရဲ့အမြင်ကနေပြီးတော့ဆန့်ကျင်တဲ့အမြင်ဒေါသနဲ့မြင်တာဖြစ်တယ်အနိတိတောဒီတရားတွေပေါ်မှာတဏှာဒိဋ္ဌိနဲ့အမိမပြုတော့ဘူးတဲ့တဏှာဒိဋ္ဌိနဲ့မစင်စားတော့ဘူးလို့ဆိုလို့တဏှာကဘယ်လိုစင်စားတော့ငါဟာငါအတွေ့ငါစိတ်ကူငါအိမ်မက်ဒီလိုပေါ့နော်ငါရင်ထဲကပိတိဒိဋ္ဌိဆိုငါဟာဆိုတဲ့အတွေ့တွေတရားတွေနဲ့ပတ်သက်ပြီးမရှိဘူးတရားပဲငါနဲ့မဆိုင်အနိတိတော
အဲ့ဒါတွေပေါ်မှာမပတ်သက်ဘူးတဲ့အပတိဘတ်တော်တဲ့တန်ရောစင်မတွေ့ဘူးတဏှာနဲ့ဒီတရားတွေပေါ်မှာနောက်ထပ်ရကျင်လိုက်တာဆိုတာမရှိဘူးကောင်းတာလေးတွေ့ရင်လူကနောက်ထပ်ရကျင်တယ်လေအစားကောင်းလေးစားရင်တော့နောက်ထပ်စားကျင်တယ်အဲ့ဒီတော့အပတိပေါ်ဘတ်တော်စိတ်ထဲမှာဒီလိုနှောင်ဖွဲ့ခံရတာမျိုးမရှိဘူးတဲ့ဝိပ္ပမုတ်တော်အဲ့ဒီတွေ့တမှုတွေကနေလွတ်ကင်းတယ်သူစိတ်ထဲမှာတွေ့တမှုတွေကလုံးဝလွတ်နေတယ်ဝိတန်ယုတ်တော်တခြားကိလေသာတွေနဲ့လည်းလုံးဝဆက်ဆက်မှုမရှိဘူးဝိပရိယာတိကတေနစေတ္တဝိဟရတိဝိပဿနာရှုပြီးတဲ့အချိန်လေးမှာဘယ်တရားဖြင့်မသိလိုက်ရဘူးဆိုတဲ့အာယုံကလွတ်သွားတဲ့အာယုံရဲ့ကန့်တတ်ချက်လည်းဖြစ်မသွားဘူးတဲ့ဘယ်တရားလေးအပြင်ကောင်းလိုက်တာလို့ဆိုပြီးတော့တဏှာရာဂကိလေသာဝင်ချဖြတ်ပြီးတော့ဝင်လာတာလည်းမရှိဘူးတဲ့အဲ့ဒီခြားထဲမှာဝင်ရောက်ကန့်တတ်တာတခုမှမရှိဘူးတလက်ဆက်ပဲအတိပဲရှိတယ်လို့ဆိုလို့နော်ကိလေသာလည်းဝင်ရောက်ပြီးတော့ခြားမလတ်ဘူးအာယုန်တွေကလည်းဝင်ရောက်ပြီးတော့မဖြတ်ဘူးဆိုတာမသိလိုက်တဲ့အာယုန်ဆိုတာမရှိဘူးအားလုံးကတစင်တိုင်းသိတယ်အဲ့ဒီတစင်တိုင်းသိတဲ့ဟာတွေပေါ်မှာတွေ့တာမှုဆိုတဲ့ကိလေသာဝင်မလာဘူးကိလေသာကင်းကွာလွတ်လပ်တဲ့စိတ်တစင်တိုင်းဖြစ်တယ်အဲ့ဒါကိုဝိပရိယာတိကတေနစေတ္တဝိဟရတိတဲ့အကန့်အသတ်ကင်းနေတဲ့စိတ်နဲ့ဝိပဿနာအာယုန်နဲ့သာရိပုတ္တရာဟာနေပါတယ်ပြီးတဲ့အခါမှာဒီကုံလေးကိုမြတ်စွာဘုရားသောအဋ္ဌိဥဒ္ဒရိနေတရဏန္တိပါသနာတိအဲ့ဒီအတိလေးရဲ့နောက်မှာရှိသေးတယ်ဓိတဲ့တာတဲ့တရားရှိသေးတယ်ဆိုတာကိုလည်းသိသေးတယ်ငါဟာမပြီးသေးဘူးဆိုတာလည်းသိတယ်ချွတ်ကြတော့ဟာဒါအကောင်းဆုံးဖြစ်ပြီလို့ထင်တာကိုအဲ့တော့ဥဒ္ဒရိနေတရဏဆိုတာဓိတဲ့နောက်ထူးခြားမှုတွေရှိသေးတယ်ဆိုတာကိုလည်းသူတတိထားမိတယ်တဲ့တပ္ပဟုလိကာရာအဋ္ဌိတွေဝတ္တဟောတိဒါကိုအထက်ထက်ရှုမှတ်ပွားများသည့်အတွက်ကြောင့်ဒီတရားတွေရှိတယ်ဆိုတဲ့အသိပဲထပ်ထပ်ဖြစ်တယ်ဟောလွတ်သွားတာတခုမှမရှိဘူးရှိတယ်ဆိုတာလေးပဲဖြစ်နေတယ်လို့ဒါကနံပါတ်1ပထမဇန်နဲ့ပတ်သက်ပြီးတော့သမထဝင်စားပြီးဝိပဿနာအနုရဝိပဿနာရှုဖို့ကိုရသော်ဗျာခေါ်ကြတာဖြစ်ပါတယ်တရားချက်ကသရောဇင်ပရိသတ်တို့ရှင်သာရိပုတ္တရာမထေရမြတ်ဤအနုရဓမ္မဝိပဿနာဆိုသည်မှာရှေးဥစွာဆံဝင်စားတယ်ဆံဝင်စားပြီးတော့ဆံဝင်စားနေတဲ့အချိန်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေစိတ်အခြေအနေတွေအလုံးကိုပြန်လည်ပြီးတော့ဝိပဿနာရှုတယ်ဝိပဿနာရှုလိုက်သည့်အတွက်ကြောင့်အဲ့ဒီပေါ်မှာတွေ့တာမှုတွေမုန်းတိမှုတွေဘာတစ်ခုမှမဖြစ်ဘူးငါဆိုတဲ့ဒီတဏှာဒိဋ္ဌိကိုအမိမပြုဘဲနဲ့ကင်းကွာလွတ်လပ်တဲ့စိတ်နဲ့ရှိမှန်သိယုံသိတယ်ဆိုတဲ့အထိပ္ပယ်ဓိတဲ့သာလွန်နဲ့အတိုင်းအတာတစ်ခုရှိသေးတယ်ဆိုတဲ့အသိနဲ့နေတယ်လို့မြတ်စွာဘုရားဟောကြားလိုခြင်းဖြစ်တယ်ရှင်သာရိပုတ္တရာမထေရမြတ်၏ပထမဇန်နဲ့ပတ်သက်တဲ့အနုပရဝိပဿနာတရားကိုနာယူမှတ်သားကြပြီးတပ္ပရာကျင့်စဉ်ကနေပြီးတော့ဝိပဿနာပဲကူးပြီးတော့ရှုဖို့ရှုနည်းကိုသိကြသဖြင့်မိမိတို့အတိုင်းတာအားလျော်စွာတပ္ပရာဝိပဿနာတရားကိုရှုမှတ်ပွားများခြင်းဖြင့်အမှန်တရားကိုသိရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းဟုတ်တယ်အာယုပြုပြီးတော့ထားဣဇချရှင်ဖယားတပည့်တော်တို့သည်ဓမ္မအတိဉာဏ်ရရှိမှသာလျှင်
နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအသိဉာဏ်ရရှိစေရန်ရှိတမ်းကြလေဓမ္မသဘင်ဆင်ကျင်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရိုသေလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသားလူနာပြမတတ္တဝအများတို့အားအမြအများဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြဂုဏ်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း